တယ်ဘာလဲဆိုတော့လွှင့်မှာကြိုလည်းမပြောထားဘူးပြီးတော့ဂျားရဲ့ကြီးလည်းဖြစ်တယ်ပြီးတော့အခုချိန်ကြီးကအလုံးမအားလောက်ကြသေးဘူးထင်တယ်အားကြောင့်မအားဘူးဆိုတာကိုသိတယ်အားကြောင့်မလို့တမင်လွှင့်လိုက်တာအဲ့လိုမျိုးပေါ့နော်တားရဲ့မှာစေတနာလေးပေါ့စေတနာမေတ္တာလေးချောလိုက်တာမမအေးချမ်းမောင်လေးရဲ့မမအေးချမ်းရေကျူးဆိုင်အောင်တော့မအေးချမ်းလေ fighting မှာဗါဖြစ်လာကျွန်တော်တို့ရှိပါတယ်မနင်းချလိုက်တာလို့ကျေးဇူးပါဗျာကိုအားစေးလေးပါပဲအမောပြေ princess လေးဟုတ်ကဲ့ပါဗျာအမလေးတဲ့စူကာဘက်လက်ကလွတ်တာနေတဲ့မောင်ရဲ့ live နေတဲ့ကွက်တီဖူးစာပဲတဲ့မအေးဖြူသွဲအစူကာဘက်ကတော့ရန်ဆိုးတာပဲเนาะသူများမမကိုဘာလို့ထိမ့်သိမ်းထားရလဲမသိဘူးတပတ်ပဲထိမ့်သိမ်းတာလားတက်လုံးထိမ့်သိမ်းလိုက်ပါလားစားတော့ငါကောင်းလိုက်ချင်တယ်တဲ့ချစ်တယ်လို့ပဲခေါ်ဘူးပို့ပြီးအောင်မြင်ပါစေဘရိုရေတဲ့စီတူကျော်အော်ငါညီလေးစီတူရေမင်္ဂလာပါညီလေးသတိရရကွယ်ငါညီလေးရန်ကုန်မှာလားဘယ်မှာလဲကိုကြီးခုဘန်ကောက်မနေ့ကဆိုသွားတော့မှာဆိုတော့ပိုးရင်တော့ပြိုင်ပွဲတွေလုပ်တဲ့အချိန်တွေတော့သွားသတိရတယ်ဘန်ကောက်မှာရှိုင်းတို့အရင်တော့မစ္စတာလောက်တော့လွမ်းနေတဲ့ချစ်တယ်ဟုတ်ကဲ့ကိုကြီးခန့်မင်းသူဟယ်လိုချစ်ညီလေးတဲ့ကိုကြီးရေမင်္ဂလာပါမမဆွေမင်္ဂလာပါတူပဲလေတဲ့လွမ်းနေတာဟုတ်ကဲ့ရန်ချော်ရကိုရေတဲ့ကျူးရေဟုတ်ကဲ့ပါဗျာအစားကားတဲ့တားပွဲသွားမယ်ဆိုပြီးတော့တဲ့ PKK လက်မှတ်လောက်ထားတာတဲ့ပွဲလက်ဖြတ်ရောတဲ့လက်မှတ်ကိုအလွယ်ဆိုပြီးတော့ PKK လဲဆိုပြီးရ PKK ဘာဖြစ်လဲဆိုတာပဲအော်တော့လွယ်ချင်တော့လေအဲ့လိုတဲ့ဩတော့ပေါ့ပြီးတော့ဒီကကြတော့မနေ့ကဆိုလို့ရှိရင်ရှာရင်အသက်ရှည်သေးတချင်းလေးရပါတော့2လတိတိပြည့်ရပါတော့အဲ2လတိတိပြည့်ရဲ့နေ့လေးမှာခြေရတဲ့အချစ်ကလေးတွေအများကြီးစူးစမ်းပေးကြတယ်2လမတိုင်ခင်တည်းကသူတို့မှအာသူခွန်ဆိုင်နေရောညဘက်ဒီအိတ်ချိန်တွေ